ငါတို့နှစ်ယောက်ဒီလိုခရီးတူသွားလာတာဘယ်နှခါရှိပြီလဲမသိတော့ဘူး ဘာပဲဖြစ်ဖြစ်မင်းရှိတော့မကြောက်ရဘူးပေါ့ မင်းဒုက္ခရောက်ရင်ငါအရင်ကဲမှာပါကွာ အနက်ခင်ရဲ့အလင်းရောင်အောင်မှာငါတို့ရှောက်ခဲ့တဲ့တော်လန်ကလေးရေမောတဲ့တွေလေထဲမှာပြန့်လွင့်မင်းဒုက္ခရောက်ရင်ငါရင်ခဲ့မယ်လို့မမဘာနဲ့ပြောခဲ့ဘူးတဲ့အခုတော့ရာရာပြောင်းလဲပြီSora, Sora, စောစောကဝုံဝုံကြီးကမင်းနာနာကပ်ပြီးဘာပြောသွားတာလဲ go be my journey to go kore မင်းလိုတငယ်ချင်းမျိုးနဲ့ဘယ်တော့မှခီးအတူမသွားနဲ့လို့ပြောသွားတာ အန်ဒီရဲ့ရောက်ချိန်မှာမင်းလိုတငယ်ချင်းမျိုးကိုမယုံနဲ့လို့ပြောသွားတာ